1969ကယ်လီဖိုးနီးယားမြို့ရဲ့ညအမှောင်တွေကတဖြည်းဖြည်းကြောက်စရာကောင်းလာခဲ့တယ်လူငယ်ဆောင်တွေတချို့ဟာကားထဲမှာထိုင်နေကြရင်မနှက်ရောက်တဲ့အခါအလောင်းအဖြစ်ပဲတွေ့ရတော့တယ်ရဲတွေကလူသက်သမားကိုရှာဖို့ကြိုးစားနေခြင်းသတင်းစာတိုက်တစ်ခုစီထူးဆန်းတဲ့စားတစ်စောင်ရောက်လာခဲ့တယ်အနက်ရောင်လက်ရည်တွေနဲ့ရီးထားတဲ့စားထဲမှာငါဟာလူတွေကိုတက်ရတာကြိုက်တယ်လို့ပါနေခဲ့တယ်စားရဲ့အဆုံးမှာတော့ထူးဆန်းတဲ့အမှတ်တရတစ်ခုစဝိုင်းတစ်ခုထဲမှာချက်ချီကပုံစံပြီးတော့ဆိုဒီရဲ့အဲ့ဒီနေ့ကစပြီးကယ်လီဖိုးနီးယားတစ်မြို့လုံးကြောက်ရွံ့မှုတွေကျသွားခဲ့တယ်ဘာလို့လဲဆိုတော့ကင်လာဟာလူတွေကိုတက်ရောက်နေမဟုတ်ဘူးရဲတွေကိုပါစင်ခုန်နေကြတာသူပိုးတဲ့စားတွေထဲမှာလူဝက်ကုတ်တွေပါလာတယ်ဒီကုတ်ကိုဖြည့်ရှင်းနိုင်ရင်ငါဘာသူလေးဆိုတာသိလိမ့်မယ်လူကြီးထားခဲ့တယ်ရဲဒီ detective ဒီ cryptography expert ဒီအားလုံးကြိုးစားခဲ့ကြပြီမယ်တချို့အုပ်ဒီကိုဒီနေ့ဒီမှာဖြည့်ရှင်းနိုင်ပြီပူကြောက်စရာကောင်းတာကဆိုဒီရဲ့ကီလာကိုဘာသူမှမဖမ်းမိခဲ့တာပဲတချို့ကတော့သူဟာတည်သွားပြီလို့ပြောကြတယ်တချို့ကတော့ဒီနေ့ဒီအနည်းရမှာအသက်ရှင်နေသေးတယ်လို့ယုံကြည်ကြတယ်ဒါပေမဲ့အမှန်တရားကိုတော့ဘာသူမှမသိကြသေးဘူး